အိမ်အောင်ပြုတဲ့အခါကျရင်အိမ်အောင်ဘက်ဖြစ်တဲ့သူကကိုယ့်အပေါ်မှာချစ်ခင်မလားဂရုစိုက်မလားသူ့ရဲ့နှလုံးသားဘယ်လိုရှိလဲဆိုတာသိချင်လို့ရှိရင်လက္ခဏာမှာပေါ့နော်အဲ့ဒီသူရဲ့လက်ဝါးပြင်မှာနှလုံးလမ်းကြောင်းကိုကြည့်ရပါမယ်နှလုံးလမ်းကြောင်းကရှည်လျားပြီးတော့ကြာတာပရိဂျိုကုံအထိသွားမယ်ဆိုလို့ရှိရင်ဒီလူကချစ်ခင်တတ်တယ်တနာကျင်နာတတ်တယ်စိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုတဲ့အရာကိုပြပါတယ်နောက်ပြီးတော့တောက်ကြကြိုးပုံပေါ့နော်တောက်ကြကြိုးပုံကပြပြဖောင်းဖောင်းလေးရှိနေမယ်ဆိုရင်သူကသူ့ရဲ့မေတ္တာတရားတွေသူ့ရဲ့အချစ်တွေကိုဖော်ပြတဲ့နေရာမှာအရန်ကောင်းတယ်ဆိုတဲ့သဘောကိုပြပါတယ်အဲ့တော့ကိုကအချစ်ခံခြင်းနဲ့ဒါမှမဟုတ်ကိုယ်ကိုဂရုစိုက်တာမျိုးလုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့နှလုံးလမ်းကြောင်းကြာတာပရိချိုပုံထိရှည်တဲ့ဟာမျိုးကိုရွေးပြီးယူလို့ရပါတယ်နောက်တစ်ခုကကြတော့တောက်ကြကြိုးပုံအားကောင်းတဲ့သူမျိုးပေါ့နော်အဲ့ဒါဆိုသူနဲ့ကိုယ်နဲ့ဘယ်လိုပြောမလဲချစ်ချင်းမေတ္တာဖော်ပြတဲ့နေရာမှာအဆင်ပြေနိုင်တယ်။နောက်လက်မအရန်တူတဲ့သူမျိုးကိုရှောင်ပါ။လက်မအရန်ဥတူတူကြီးဖြစ်နေလို့ရှိရင်တို့ကတိတ်စိတ်မရှိတတ်ဘူး။အဲ့ဒီခါကျတော့ကိုယ့်အပေါ်မှာစိတ်ရှည်တာမျိုးကိုယ့်အပေါ်မှာချစ်ပေးတာမျိုးလို့ခြင်းတော့အဲ့လိုမျိုးရွေးချယ်လို့ရတယ်ဆိုတော့ဆရာမကဗုဒ္ဓတာအနေနဲ့ပြောပြတာပါနော်။ဒါလေးတိထားရင်ကိုယ့်အတွက်လုံမယ်ဆိုလို့ရှိရင်သုံးလို့ရတာပေါ့နော်။ဆရာမကတော့ဒေါက်တာဖြူဖြူတွေဆရာမပုံညာကနေပဲဖြစ်ပါတယ်နော်။